ငယ်ရွယ်စေခါမှာကိုမခိုင်းပါကအသက်ကြီးလာတဲ့ခါမှာသူများခိုင်းတာခံရတတ်ပါတယ်မင်္ဂလာပါကိုကြီးပြောမဲ့စနေနေ့ပြန်လည်ပြီးတော့ကြိုဆိုပါတယ်ဒီကနေ့ကိုကြီးကဒီကညီလေးညီမလေးတွေကိုပြောပြပေးခြင်းတဲ့ပုံမြင်လေးရတော့ပေမနေပြီလားချွတ်တော်မရှင်းဆိုတဲ့ညမရိုးရပုံမြင်လေးပဲဖြစ်ပါတယ်တခါတော့ပုတ်ကွယ်ရွှေရောက်တော်မွန်တွေပေါက်နေတဲ့ငှက်တကောင်ရှိပါတယ်ငှက်ပေါင်းတို့ကသူ့ကိုအားကျနေကြတာပေါ့သူကလည်းသူ့ကိုယ်သူအမြင်နဲ့ဂုဏ်ယူဝတ်ကြောစွာပြောလို့ရှိပါတယ်ငါလိုရွှေတောင်ပိုင်ရှင်ကဘာဖြစ်လို့များတခြားငှက်တွေလို့အင်းဆက်ဘိုးကောင်လေးတွေအစာရှာဖို့လိုအပ်နေရတာလဲငါစိတ်ညစ်လိုက်တာငှက်ပဲအစာရှာမှာပေါ့လို့အများကပြောကြပေမဲ့သူကတာမငှက်မဟုတ်ပဲရွှေတောင်မရှင်ပါလို့ပြန်ပြောလို့ရှိပါတယ်တရက်မှာတော့ရွှေတောင်မငှက်မွေးတွေနဲ့ငှက်ဟာဘိုးကောင်ဖမ်းနေတဲ့လူသားတစ်ယောက်နဲ့ဆုံတွေ့သွားတာပေါ့ကွယ်ဟဲ့ပိုးကောင်တွေဘာဖြစ်လို့ဖမ်းနေတာလဲအများကြီးပါလားငါးများကိုဖမ်းတာပါထင်းရရွှေတောင်ပန်လေးတွေကလှလိုက်တာငါရွှေတောင်ပန်နဲ့ကရွှေငှက်မွေးတစ်ချောင်းပေးရင်တင်ဖမ်းလာလဲပိုးကောင်လေးတွေပေးမလားပြီးမှာပေါ့ငှက်မွေးကအင်မတင်ကိုဈေးကောင်းရတယ်ဒါဆိုရင်ငှက်မွေးတွေငယ်ပေးပါမယ်တင်ကပိုးကောင်လေးတွေဖမ်းလာပြီးပေးပါသဘောတူပါတယ်ငှက်တလီဒီလိုနဲ့ပဲရွှေတောင်ပန်ငှက်နဲ့လူသားကသဘောတူညီချက်ရရှိသွားတာပေါ့ကွယ်လူသားကသူဖမ်းလာတဲ့ပိုးကောင်တွေအများကြီးကိုငှက်ကလေးထွက်ပေးပါတယ်ဒီလိုနဲ့ရွှေရောင်ငှက်မွေးတွေနဲ့ငှက်ကလေးကလည်းသူ့တော်မန်ကရွှေရောင်တွေကိုနှုတ်ပြီးတော့လူသားကိုအမြဲတမ်းပေးပါတယ်ဟိုလူကလည်းသူ့အတွက်အမြဲတမ်းပိုးကောင်တွေပေါ်တူတီဖမ်းလာပေးတာပေါ့ရွှေရောင်ငှက်မွေးတွေကိုသူကအမြဲတမ်းရနေတာကိုရွှေတော်မန်ငှက်ဟာအခြားငှက်တွေပေါ်မှာဝင့်ကြော်သွားပြောလာပါတယ်မင်းတို့တွေ့ကြသလားကွာငါလိုမျိုးသူများတဲ့ထူးတဲ့သူကမင်းတို့လိုအလုတ်လုတ်ပြီးအကောင်ဖမ်းနေစရာမလိုဘူးကွာမင်းတို့ထက်တားတယ်ဆိုတာမှတ်ထားဒီလိုနဲ့ပဲအချိန်တွေကြာလာတဲ့အခါမှာတော့ဘာအလုပ်မှမလုပ်ပဲအစားအသောက်ကိုပဲစားနေတဲ့ငှက်ဟာလင်းလံထိုင်မိလာပါတယ်ပြီးတော့အတော်မဘိုးကရွှေရောင်အမွေးတွေကိုနှုတ်ပါများလာတော့တဖြည်းဖြည်းနဲ့ပြောင်းလာပြီးအမွေးတွေမရှိသလောက်ဖြစ်လာပါတယ်ငှက်ဆိုတာတောင်မအမွေးတွေမရှိတော့ရင်မပြန်နိုင်တော့ပါဘူးရွှေရောင်ငှက်ကလေးကလည်းရွှေတောင်မငှက်မွေးတွေမရှိတော့တဲ့ခါမှာတော့လူသားကလည်းပိုးကောင်တွေဖမ်းလာမပေးတော့ပါဘူးဒီလိုနဲ့ရွှေရောင်ငှက်မွေးတွေလည်းအတောင်မှမရှိတော့တဲ့ခါမှာတော့မပြတ်တန်းနိုင်တော့ပဲအခြားအစာရှာစားနေတဲ့ငှက်ကလေးတွေကိုသူ့ကိုတနာပါဆိုပြီးတော့တောင်းစားနေရရှာပါတော့တယ်ပုံမြင်လေးကတော့ဒီမှာတွင်ပြီးဆုံးသွားပါပြီငယ်တို့ရွယ်တော့မကိုမခိုင်းရင်အသက်ကြီးလာတဲ့အခါမှာဒုက္ခရောက်တာပါတယ်ကိုယ့်ရဲ့စွမ်းရည်ကိုအသုံးမချပဲအလွယ်လွယ်ကိုလက်ခံပေးခြင်းနဲ့နောက်ဆုံးမှာတော့ကိုယ်တိုင်ပဲပြင်ပန်းရပါလိမ့်မယ်ကြည့်ရှုသူရောက်တဲ့တန်းကိုလည်းကျေးဇူးအထူးပြုရှိပါတယ်ကောင်းသောညကလေးကိုပိုင်ဆိုင်ရပါစေနော်